တွင်းသီးကိုဈေးပေါပေါနဲ့စားချင်နေဆိုမှကျွန်မဗီဒီယိုစကြည့်တော့ပါထုံးစံအတိုင်းတွင်းသီးရာသီရောက်လာခဲ့ပြန်ပါပြီဟုတ်ပါတယ်ဒီမင်္ဂလာဈေးကိုသွားရမှာဖြစ်ပါတယ်ဒီနေရာမှာအထူးတတိထားမှာကတစ်လုံးနှလုံး၄၅လုံးလောက်နေတော့မတော်ပါနဲ့ရှင်ခွေးလိုဝက်လိုအပြောဟန်ရပါတယ်ကျမကတော့တွင်းသီးရာသီချိန်ရောက်တိုင်းကလေးတွေကိုကြွေးချင်တာမို့လို့ချင်းလိုက်တော်ဝင်နေကြပါကိုလည်းအကြိုက်ဆွဲရပါတယ်ရှင်အပြင်မှာတစ်လုံး18000 2000တန်တွေကိုအဲ့ဒီမှာ1000 12000ဈေးစစ်နိုင်အများယူနိုင်ရင်9000လောက်နေအောင်ရပါရှင်မိုးတအားမကြသေးရဲ့ရေမဝင်သေးရဲ့အချိန်ဖြစ်တာမို့လို့ဒီအချိန်ကတော့သွားဝယ်ပြီးစားလို့အကောင်းဆုံးချိန်ပဲဖြစ်ပါတယ်ဒီထက်ပိုပြီးတော့နောက်ကျမယ်ဆိုလို့ရှိရင်တော့ရေဝင်သေးနေပဲတိုးမှာပါတွင်းသီးစားပြီးရင်တော့မဖြစ်မသေးမင်းကိုတီကိုတော့တီကြပေါက်စားပေးပါတွင်းသီးရဖြစ်သမျှအစိတ်တွေအကုန်လုံးကမင်းကိုတီစားပြီးတော့အစိတ်ဖြေးစိတ်တို့တောင်ပြောကြပါလေမင်းကိုတီကပေါ်ကားစားမို့လို့တော့တအားတော့စီကြည့်ပါတယ်ပြောက်တော့တော်တော်မောလို့အင်ကြီးဂျူကြီးနဲ့အကူကြီးမှာထိုင်ဆွဲနေရဖြစ်ပါတယ်ဒီနှစ်မှဝယ်စားပြီးဒီနှစ်မှပြောပြပေးရမှာမဟုတ်ပါဘူးအရင်နှစ်တည်းရကြိတ်ပြီးတော့စားနေကြပါနှစ်တိုင်းတစ်နေ့တစ်ခါအဝကျိတ်နေကြကျမရဲ့ပုံလေးပဲဖြစ်ပါတယ်ရှင်ဒီနေ့